ဒီဘာလို့မှမဒီတိုင်းနေပြအရင်ဆုံး security ရေးခြင်းနဲ့ grading နဲ့လောက်ချင်တယ်အောင်မြင်တဲ့ YouTuber တယောက်ဖြစ်စင်အဲ့ကွက်ထိုင်နိုင်ငံကိုတက်လာဒီရောက်တော့ crazy ကိုဖြစ်တယ်ဟုတ်တယ်ဘုံနဲ့လည်းဒီလို editing နဲ့လုပ်လို့မရဟုတ်စီရ security တွေပဲချယူနေsecurity ချယူနေရောedit လုပ်ဖို့တော့ဖုန်းနဲ့ရတယ်အဆင်မပြေဟိုးreaction လုပ်ဖို့တော့ကလည်း reaction view ကောင်းကောင်းလေးဖန်တီးချင်မှာဆုံးပါဘူးလောက်ထားတဲ့ video ရတယ်ကျွန်တော်အရင်အကြိုက်မတွေ့ဘူး reaction view ရ quality ကောင်းကောင်းလေးနဲ့ reaction video တွေလုပ်ချင်တာဗျာကွန်ပျူတာလေးချိန်ရစိန်တော့ကွန်ပျူတာလည်းမဝယ်နိုင်ဘူးno pass security ရေးချင်တယ်ဒီကောင်းကောင်းအတင်းလုပ်ချင်တယ်YouTube ကကို Orient တွေကိုအကောင်းဆုံး quality နဲ့အကောင်းဆုံး video တွေကိုချပြခြင်းတယ်အဲ့ဒီတော့ကျွန်တော်ခုချိန်မှာ video တွေအရန်ကောင်းတဲ့ quality တွေအရန်ကောင်းတဲ့ video တွေ security တွေကျွန်တော်ချမပြနိုင်သေးတာကျွန်တော်နားလည်ပေးပါကျွန်တော်အဲ့နောက်ကျွန်တော်အကောင်းဆုံးပြအောင်ကျွန်တော်စူးစမ်းမယ်အကောင်းဆုံးဖြစ်တဲ့ချိန်ကြအထိကျွန်တော်ကိုစောင့်နေပေးပါကျွန်တော်နောက်တစ်နှစ်လောက်ဆိုရင်အရန်ကောင်းတဲ့ quality တွေနဲ့ video တွေလာမယ်နောက်ကြအရန်ကောင်းတဲ့ပြိုင်ပွဲတွေကျွန်တော်ရဲ့ body ရနေတော့ present sprite kit တွေပါပြီးဖို့လည်းဆင်းရှိတယ်ဟိုလိုဆိုတော့ကျွန်တော်တယောက်တည်းရုံးခံနေရအဆင်မပြေသေးလို့ဘာမှမပြီးနိုင်သေးပါဘူးကျွန်တော်နားလည်းပေးပါ subscribe မနေရသေးရင် subscribe ပေးပြီးခဲ့ဖို့တောင်းဆိုရစေအားလုံးကျေးဇူးတင်ပါတယ်